င်းတော့ကျွန်တော်အခုဘာတွေထည့်မှာဆိုစင်မြင်နော်စင်မြင်3កောင်ဒီဘက်မှာစင်မြင်2កောင်เนาะဒီဘက်မြင်းစီကွင်းကအမျိုးသမီးကွင်းအတွက်စင်မြင်2កောင်ဒီဘက်အမျိုးသားဘက်စင်မြင်3កောင်ဒီမှာပါတော့ကားကတ်เนาะကားကတ်17ပါတယ်43ပါတယ်18ပါတယ်เนาะအဲ့ဒါမြင်းလေเนาะကားကတ်ဆိုတော့ကားခုံမိုးကတင်တဲ့ကတ်ပေးတယ်ဒါပေမဲ့မြင်းလေလောက်လိုက်တယ်เนาะမြင်းလေလောက်မယ်ဆိုတော့သူကဘယ်လိုလုပ်မယ်ဆိုတော့ဒီမှာပန်းချက်ဆိုတာရှိမယ်เนาะမြင်းရတော့မြင်းလဲရတော့ပန်းလေးတည်သွားမယ်เนาะပန်းဆိုင်ခင်ကပန်းလေးတည်လို့ရတဲ့မြင်းလေးရှိမယ်เนาะမြင်းလဲတဲ့တည်မယ်เนาะအဲဒါဆိုရင်အများကြီးတတ်တာမယ်စကားတတ်တာမယ်ဘောလုံးကွင်းရှိမယ်ဒီမှာချင်းလုံးရှိမယ်ဒီမှာရေကူးကန်ရှိမယ်เนาะဒီမှာအိုင်ဆိုရဲဆူလေးစန္ဒာပိုက်ပေါ့เนาะအဲဒီမှာဆူလေးပြားပါတူတွေလာမယ်ဒီမှာမျက်စိကွင်းရှိမယ်ဒီမှာချင်းလုံးရှိမယ်ဒီမှာရေကူးကန်ရှိမယ်ဒီမှာဘောလုံးကွင်းရှိမယ်ဒီမှာ body ball ပုတ်တဲ့ကွင်းရှိတယ်เนาะ body ball ရေကူးကန်နဲ့မှပုတ်လို့ရတယ်ဒီမှာအလဲတုံးပါမယ်မင်းရဲ့ကောင်းပေါ်မှာသူကရေပိုက်လိုင်းချပြလိုက်မယ်ဒီမှာရေကူးကန်နဲ့ရေတွေဝင်သွားမယ်အလဲကျော်ရေပိုက်လိုင်းကိုကွန်ကရစ်နဲ့ပြန်အုပ်လာမယ်ပြီးရင်အဲဒီမှာလက်မီတိုင်တွေဆိုင်မယ်ကွန်ကရစ်ပေါ်မှာလက်မီတိုင်တွေဆိုင်ထူတိုင်နဲ့24တိုင်ပြီးရပါမယ်ဒီမှာဆိုလာတွေလည်းရှိမယ်အဲဒီတော့ဒီဘက်မှာအလဲကျုံအုပ်ဖို့မှာရေပိုက်လိုင်းချမယ်ဒါမင်းရဲ့ကောင်းပေါ်ယောက်ျားလေးပဲရေကူးကန်ပေါ့နော်ထားလာပြီမယ်ဒီကျုံဘယ်သူတွေလာနိုင်လဲဆိုတော့အဲဒီမှာနိုင်ငံတော်အခြားနိုင်ငံသမ္မတတွေကတော့ warehouse လို့ warehouse ဆိုတာပါတော့ကုန်ပစ္စည်းတွေထားမှာကွာအဲဒီမှာကွန်ပျူတာကုမ္ပဏီမှာအသုံးပြုတဲ့ကွန်ပျူတာတွေကိုဒီမှာကုမ္ပဏီကတိစောက်နေတော့အဆောက်အဦတွေမပြီးတဲ့အခါကျရင်ဒီမှာတင်မောရမှာကုန်ပစ္စည်းတွေချပါမယ်နော်ကုန်ပစ္စည်းတွေချပါတယ်ဒီမှာတေးဥပဒေဆိုတာရှိတယ်ဒီမှာစာချုပ်ချုပ်မယ်warehouse နေရာမှာသူကအဲ့ဒီကွန်ပျူတာတို့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေသူတို့ထိန်းသိမ်းတဲ့ store ပေါ့နော်အဲ့ဒါတွေကိုနေရာကောင်းပေါ်ကတော့ဆက်ချောက်ရမယ်ဒီဘက်မှာအမျိုးသမီးပဲအရေးလက်ကြရှိတယ်အဲ့ဒီအရောနိုင်ငံတော်သမ္မတရောတခြားနိုင်ငံသမ္မတရောကုန်ပစ္စည်းတွေကုမ္ပဏီတည်ထောင်တဲ့အခါကျကုမ္ပဏီတွေမတည်ထောင်နေမှာသူတို့ပစ္စည်းတွေကရေလက်ကြသူတို့ပို့မှာပေါ့ပို့အဲ့ဒီပစ္စည်းတွေကိုထိန်းသိမ်းရှောက်ထောက်ပေးရမယ်မင်းရဲ့ကောင်းပုံပေါ့နော်မင်းရဲ့ကောင်းပုံကတော့သူကအများအားဖြင့်ကော်မရှင်တယ်ပေါ့နော်ကော်မရှင်ရတာပေါ့အဲ့ဒီပစ္စည်းထိန်းသိမ်းရှောက်ထောက်ပေးတဲ့အတွက်ကော်မရှင်ရတဲ့လုပ်ငန်းတွေရှိတယ်ဒီမှာစံရည်စပါးအတွက်ရတယ်သူတို့ကအကျိုးများရှိပြီးကြတယ်နော်ဒီမှာအားကစားကိုရင်းတွေလည်းရှိတယ်ဒီမှာတင်မောတွေလည်းလာဆိုင်မယ်နိုင်ငံတကာတင်မောတွေလာဆိုင်လို့ရအောင်လုပ်တာမယ်ပြည်တွင်းတင်မောတွေဆိုင်လို့ရအောင်လုပ်တာမယ်အဲ့ဒါအရာအဆင်ပြေပါပြီပေါ့နော်ရေးကြည့်ဒီမှာမြင်းကိစ္စလုပ်ရမယ်နော်မြင်းကိစ္စအဲ့ဒီဟင်းသားကျုံပေါ်လှုပ်ရမယ်ဒီဘက်ယောက်ျားလေးကမြင်း3កောင်ရမယ်ဒီဘက်မိန်းကလေးကမြင်း2កောင်ရမယ်ဒီမှာမြင်းစီလေးချင်းရတယ်မိန်းကလေးတွေနော်ဒီဘက်မှာယောက်ျားလေးတွေမြင်းစီလေးချင်းတာလည်းရတယ်မြင်းလဲရှိမယ်ပန်းချက်လုပ်ငန်းလေးလိုက်လုပ်ရမယ်နော်မြင်းလဲလို့တယ်နော်မြင်းလဲအဓိကလို့မြင်းလဲလုပ်ရမှာနော်